ပါရှင်ဒီတစ်ပတ်အတွက် BEV ရဲ့မှတ်မှတ်ထတဲ့သတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေတွေမှာပြည်သူတွေအတွက်မှတ်မှတ်ထဖြစ်စေမယ့်သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပါကျွန်မကတော့စီစဉ်သက်သက်သူအင်းမြင့်မှုခင်ပါရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်နိုင်ငံကထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးပြောကြားချက်တွေအပေါ်မြန်မာစစ်တပ်ကတရုတ်နိုင်ငံရဲ့ One China Policy ကိုခိုင်မာစွာထောက်ခံခဲ့ရဆိုတဲ့သတင်းဖြစ်ပါတယ်။ဂျပန်ဝန်ကြီးချုပ်မစ္စတာတာကီချီကထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးပြောကြားချက်တွေအပေါ်မြန်မာစစ်တပ်ကတရုတ်နိုင်ငံရဲ့ One China Policy ကိုခိုင်မာစွာထောက်ခံခဲ့ရလို့အာဏာသိမ်းစစ်တပ်ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပြောဆိုထားပါတယ်။ဂျပန်ဝန်ကြီးချုပ်နိုဝင်ဘာလ21ရက်နေ့ကဂျပန်ဝန်ကြီးချုပ်မစ္စစ်တာခိုင်ချီကထိုင်ဝမ်အရေးနဲ့ပတ်သက်တဲ့ပြောကြားချက်အပေါ်ဂျပန်ဝန်ကြီးချုပ်မစ္စစ်တာခိုင်ချီရဲ့သက်ဆိုင်ရာပြောကြားချက်တွေကိုမြန်မာနိုင်ငံအစိုးရမှသိရှိခဲ့ကြောင်း၎င်းကိစ္စနဲ့ဆက်လျင်းပြီးမြန်မာအစိုးရအနေနဲ့တရုတ်နိုင်ငံဘက်အပြည့်အဝထောက်ခံတယ်လို့ဆိုပါတယ်။သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပြောဆိုရမှာမြန်မာနိုင်ငံအစိုးရအနေနဲ့တရုတ်တနိုင်ငံတည်းမူဝါဒ One China Policy ကိုခိုင်မာစွာထောက်ခံလျက်ရှိပါကြောင်းမြန်မာနိုင်ငံယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့လည်းတရုတ်နိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ဆုံချိန်တိုင်းမှာဒီရည်တည်ချက်ကိုထပ်လောင်းပြောကြားခဲ့ပါတယ်လို့ဆိုပါတယ်။ဆက်လက်ပြီး၎င်းကတရုတ်မြန်မာနှစ်နိုင်ငံမှာအိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံတွေဖြစ်တယ်လို့မဟာဗျူဟာမိတ်ဖက်နိုင်ငံတွေနဲ့အေးအတူပူအမျှအတိုက်အဝန်းကိုအတူတကွတည်ဆောက်နေတဲ့နိုင်ငံတွေဖြစ်ပြီးဒီဆက်ဆံရေးကိုမြန်မာနိုင်ငံအစိုးရကအထူးတန်ဖိုးထားတယ်လို့ပြောဆိုထားပါတယ်။မြန်မာနိုင်ငံအနေနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး9ရပ်ကိုအမြဲလိုက်နာလျက်ရှိပြီးတရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေတည်တံ့ခိုင်မြဲရေးကိုလေးစားသလိုတရုတ်နိုင်ငံရဲ့နိုင်ငံတော်စည်းလုံးညီညွတ်ရေးအတွက်ကြိုးပမ်းမှုအပေါ်ရခိုင်အတိုင်းပြောင်းလဲခြင်းမရှိဘဲအစဉ်အမြဲထောက်ခံသွားမယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကပြောဆိုပါတယ်။ဒုတိယတစ်ဆက်မဲ့သတင်းကတော့ရွေးကောက်ပွဲဥပဒေနဲ့အရေးယူခံထားရတဲ့လူတို့ကိုစစ်တပ်ကနှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေရဆိုတဲ့သတင်းဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်ကရွေးကောက်ပွဲဥပဒေနဲ့အရေးယူခံထားရတဲ့သူတို့ကိုနှစ်ရှည်ထောင်ဒဏ်တွေချမှတ်နေခဲ့လို့သိရပါတယ်။နိုဝင်ဘာ19ရက်နေ့ကအမျိုးသား3ယောက်နဲ့အမျိုးသမီး1ယောက်တို့ကိုသက်ဆိုင်ရာမြို့နယ်တရားရုံးတွေကနေနှစ်ရှည်ထောင်ဒဏ်တွေအသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်တိုင်းလှိုင်သာယာအနောက်ပိုင်းမြို့နယ်နဲ့ရှေ့ပိုင်းမြို့နယ်တရားရုံးကအသက်23နှစ်အရွယ်ကိုရနိုင်ကြည်ဝင်းနဲ့အသက်24နှစ်အရွယ်ကိုအောင်ရဲထွတ်တို့ကိုထောင်ဒဏ်49နှစ်စီချမှတ်ခဲ့ပြီးအသက်19နှစ်အရွယ်မယမင်းထက်ကိုတော့ထောင်ဒဏ်42နှစ်ချမှတ်ခဲ့ပါတယ်။ကိုရနိုင်ကြည်ဝင်းနဲ့ကိုအောင်ရဲထွတ်တို့ကိုရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ23ကကြီးအရအမှု9ခုဆွဲဆိုခဲ့တာဖြစ်ပြီးမယမင်းထက်ကိုလည်းပုံမှ23ကကြီးအရ6မှုဆွဲဆိုခဲ့ပြီးနှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။မွန်ပြည်နယ်ချောင်းစုံမြို့နယ်ကအသက်65နှစ်အရွယ်ဦးကျော်မြင့်ကိုမော်လမြိုင်ခရိုင်တရားရုံးကပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ26ကကြီးမြင်းဆောင်24ကကြီးအရထောင်ဒဏ်18နှစ်ချမှတ်ခဲ့ပါတယ်။ရွေးကောက်ပွဲဥပဒေနဲ့ပထမဆုံးစတင်အရေးယူခံခဲ့ရတဲ့ရှမ်းပြည်နယ်တောင်ကြီးမြို့မှာအသက်36နှစ်အရွယ်ကိုနေသွေးဆိုသူကိုတောင်ကြီးမြို့နယ်တရားရုံးကစက်တင်ဘာလ9ရက်နေ့ကအလုံးနဲ့ထောင်ဒဏ်9နှစ်အမိန့်ချမှတ်ခဲ့ပါတယ်။ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်ခံထားရတဲ့သူတွေတဲကထောင်ဒဏ်ချမှတ်ခံခဲ့ရသူ9ဦးအထိရှိနေပြီးရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပြပြအောင်လှုပ်ဆောင်မှုကြောင့်ဖမ်းဆီးအရေးယူခံခဲ့ရသူကတော့အယောက်100နီးပါးရှိတယ်လို့သိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကာလတန်ဖိုးကြီးမာရဲ့တပ်ပိုင်ဖဏပစ္စည်းချို့ကိုတရားမဝင်ခိုးထုတ်ခဲ့မှုကြောင့်မန္တလေး PDF အစုဖွဲ့မှုခေါင်းဆောင်ကိုမုံနှန်းကိုဖမ်းဆီးခဲ့ရဆိုတဲ့သတင်းဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင်2ဦးဖြစ်တဲ့ကိုမုံတိုင်းစစ်ရေးဌာနကြီးမှုနဲ့ကိုနိုင်ဗန္နာရေးရှာဖွေရေးဌာနကြီးမှုတို့ကိုကာလတန်ဖိုးကြီးမာရဲ့တပ်ပိုင်ဖဏပစ္စည်းချို့ကိုတပ်စည်းမျဉ်းစည်းကမ်းနဲ့လုံထုံးလုံနည်းတွေကိုချိုးဖောက်ပြီးတရားမဝင်ထုတ်ယူခဲ့ရကြောင်းဖမ်းဆီးအချုပ်ချထားတယ်လို့မန္တလေး PDF ကနိုဝင်ဘာ22ရက်နေ့မှာထုတ်ပြန်ချက်တွေအရသိရပါတယ်။ဒီဖြစ်စဉ်အတွက်အပြစ်ရှိကြောင်းအဆိုပါဗန္နာပစ္စည်းများကိုတပ်ထံကိုအမြန်ဆုံးပြန်လည်အနှံ့ရမည်ဖြစ်ကြောင်းလက်ရှိပြမှုအတွက်
တက်ကပေးအပ်တဲ့ပြည်တံကိုခံယူမည်ဖြစ်ကြောင်းကိုလွန်ခဲ့တဲ့ဩဂုတ်လ2025ခုနှစ်ကပြုလုပ်ခဲ့တဲ့၎င်းတို့ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့တဲ့ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးမှာဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။အဆိုပါဆုံးဖြတ်ချက်တွေကိုစက်တင်ဘာလ2025ခုနှစ်မှာကျင်းပခဲ့တဲ့ MDY PDF တက်ရဲ့တမှုများ6လပတ်စုံကြီးအစည်းအဝေးမှာထပ်လောင်းအတည်ပြုပြီးဖြစ်တယ်လို့ဆိုပါတယ်။တို့ရတွင်၎င်းတို့မှာဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်ကစပြီးလက်ရှိအချိန်ထိဗန္နာပစ္စည်းများကိုတက်ထန်ပြန်လည်အနှံခြင်းမရှိတာကြောင့်တပ်ဖွဲ့တွင်တာမန်စီးမြင့်စည်းကမ်းချိုးဖောက်မှုအဆင့်ကိုကျော်လွန်ပြီးကြီးမားတဲ့ပြစ်မှုအမျိုးအစားအဆင့်ကိုရောက်ရှိတာကြောင့်အခုလိုအရေးယူတာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်တို့တင်ပြကာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ဗဟိုဦးဆောင်ကော်မတီဝင်2ဦးဖြစ်တဲ့ကိုမုံနိုင်စစ်ရေးဌာနကြီးမှုနဲ့ကိုနိုင်ကြီးဗန္နာရှာဖွေရေးဌာနကြီးမှုတို့ကို15ရက်နိုဝင်ဘာလ2025ခုနှစ်မှာစတင်ပြီးကနဦးအခြေအနေအရတက်ရဲ့လက်ရှိတာဝန်အားလုံးမှာရပ်ဆိုင်ခြင်း၎င်းတို့2ဦးစလုံးကိုလက်နက်ဖြုတ်သိမ်းပြီးအချုပ်နဲ့ထိန်းသိမ်းထားတယ်လို့သိရပါတယ်။နောက်ဆုံးတစ်ဆက်ပြမဲ့တဲ့တင်ကတော့ဘန်ကောက်ထောင်ပိုင်းကတရုတ်နိုင်ငံသားအကျဉ်းသားတွေအတွက်ထောင်သားတွေအသုံးမပြုရတဲ့ပစ္စည်းတွေပေးသုံးတဲ့အပြင်တရုတ်လိန်ဝန်ဆောင်သူတွေကိုပါဝင်ခွင့်ပေးခဲ့ရဆိုတဲ့တင်ဖြစ်ပါတယ်။ဘန်ကောက်ထောင် BRP အုပ်ချုပ်ရေးမှုနဲ့ထောင်ဝန်ထမ်းတချို့ကထောင်အတွင်းရှိတရုတ်နိုင်ငံသားအကျဉ်းသားတွေကို VIP ပုံစံနဲ့ဆက်ဆံတာထောင်အတွင်းရှိအသုံးမပြုရတဲ့လက်စစ်ပစ္စည်းတွေအသုံးပြုပါနဲ့တရုတ်လိန်ဝန်ဆောင်သူတွေကိုပါပေးဝင်ခဲ့ရတာကိုစုံစမ်းသိရှိရတယ်လို့ The China သတင်းမှာဖော်ပြထားချက်အရသိရှိရပါတယ်။တရုတ်အကျဉ်းသားတွေအနေနဲ့တရုတ်စကားပြောတတ်တဲ့ထိုင်းအကျဉ်းသားတွေကို၎င်းတို့ရဲ့အလုပ်သမားအဖြစ်ငှားရမ်းတာထောင်အတွင်းအခြားကျဉ်းသားတွေထက်တာယာစွာနေထိုင်ခွင့်ပေးတာတွေအတွက်ထောင်အတွင်းမှာရှိတဲ့ထိုင်းအကျဉ်းသားတွေကပြည်ထောင်စုပြုပြင်ပြောင်းလဲရေးဦးစီးဌာနကိုတိုင်ကြားစာပေးပို့ခဲ့တာလို့လည်းသိရပါတယ်။တိုင်ကြားစာအတွင်းမှာဘန်ကောက်ထောင်ပိုင်နဲ့ထောင်ဝန်ထမ်းတချို့ကထောင်အတွင်းမှာရှိတဲ့တရုတ်အကျဉ်းသားတွေအတွက် microwave လျှပ်စစ်ကက်လုံးလီအေးပေးဆက်ဆက်လက်စတဲ့ပစ္စည်းတွေကိုအခကြေးငွေယူပြီးအသုံးပြုခွင့်ပေးတာတရုတ်လိန်ဝန်ဆောင်သူ sex worker တွေကိုမကြာခဏထောင်သို့ခေါ်ဆောင်ပေးတာတွေအပြင်လိန်ဝန်ဆောင်မှုတွေကိုထောင်လန်းဆင်းအောက်မှာရှိတဲ့လျှို့ဝှက်အခန်းမှာဆောင်ရွက်ပေးထားပြီးငှားရမ်းကဘတ်10သိန်းကျော်အထိပေးရတဲ့နာမည်ကြီးတရုတ်မော်ဒယ်တယောက်လည်းငှားရမ်းထားတယ်လို့သိရပါတယ်။နိုဝင်ဘာလ16ရက်နေ့ကအထူးလက်ပံရေးအဖွဲ့ကတရုတ်အကျဉ်းသားတွေကိုလက်ခံထားတဲ့ area 3ခုကိုစစ်ဆေးခဲ့ရမှာအမားတစုံတရာမတွေ့ရပေမဲ့နောက်ပိုင်းဆက်လက်စစ်ဆေးခဲ့ရမှာတော့လျှို့ဝှက်အခန်းအတွင်းမှာသုံးပြီးသားတစ်ရှူသုံးပြီးသားကွန်ဒုံးတွေကိုရှာဖွေတွေ့ရှိပြီး DNA စမ်းသပ်ရန်ယူဆောင်ထားတယ်လို့သိရပါတယ်။လက်ရှိမှာအဆိုပါဖြစ်စဉ်အတွက် BRP အုပ်ချုပ်ရေးမှူးမနော့ချုံချွမ်းနဲ့ထောင်ဝန်ထမ်း14ဦးကျော်ကိုတားမြစ်ထားတာတွေကိုထောင်ဖြတ်ကျူးလွန်မှုအကျင့်ပြတ်ချစားမှုတွေနဲ့စုံစမ်းစစ်ဆေးဖို့ပြည်ထောင်စုပြုပြင်ပြောင်းလဲရေးဌာနချုပ်ကိုယာယီပြောင်းရွှေ့ထားတယ်လို့သိရပါတယ်။ဘန်ကောက်ထောင်အတွင်းမှာ call center စကမ်နဲ့ဖမ်းဆီးခံထားရတဲ့တရုတ်နိုင်ငံသားတွေအနေနဲ့ထောင်အတွင်းအခွင့်ထူးခံအနေနဲ့နေထိုင်နေရကြောင်း2022-2023ခုနှစ်အတွင်းမှာရှိတဲ့ထောင်ဒဏ်ခံခဲ့ရသူနိုင်ငံရေးတက်ကြွလှုပ်ရှားသူအကာချိုင်ဟောင်ကောင်ဝန်သူ့ရဲ့လူမှုကွန်ရက်မှာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကရေးသားခဲ့ပေမဲ့အဆိုပါအကြောင်းအရာကိုပြုပြင်ပြောင်းလဲရေးဌာနကမထင်ရှားကြောင်းတုံ့ပြန်ခဲ့ပြီးနောက်ထပ်စစ်ဆေးမှုတွေဆက်လက်ပြုလုပ်မယ်လို့တုံ့ပြန်ထားတယ်လို့လည်းသိရပါတယ်။အခုတင်ဆက်ထားတဲ့သတင်းတွေကတော့ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မှတ်မှတ်ထင်တဲ့သတင်းတွေပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကိုနောက်တစ်ပတ်တနင်္ဂနွေနေ့ည7:00နာရီတိုင်းမှာအသက်တင်ဆက်ပေးမှာဖြစ်လို့ BEV ရဲ့ YouTube, Facebook, Telegram နဲ့ TikTok Channel တွေမှာဆက်သွယ်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်လိုက်ပါရရှင်။ကျွန်မအီးမြတ်မှုခင်ပါ။